အာဆင်နယ်ဆိုတာနဲ့ထောက်ခံဘောကနေဂိုးသွင်းမယ်ဆိုပြီးအားလုံးကသိနေကြပြီဒီလိုမျိုးထောက်ခံဘောကနေဂိုးသွင်းမယ်ဆိုတာကိုအားလုံးကသိနေတဲ့ရက်နဲ့ကိုဒီလိုမျိုးအာဆင်နယ်ထောက်ခံဘောကနေဂိုးသွင်းတာတွေခံရတယ်ဆိုတော့အာဆင်နယ်ဟာထောက်ခံဘောပါတော့တော်တော်ကောင်းတယ်လို့ပဲကျွန်တော်တို့ပြောရမယ်ဘလို့ပဲလှောင်ပေါ့ဗျာဒီထောက်ခံဘောကတော့ဘာအကွက်ညာအကွက်နဲ့ယူသွားတာဘာလို့ဘလို့လှောင်ဒီထောက်ခံဘောတစ်လုံးလုံးကလေတော်တော်ကောင်းတဲ့ထောက်ခံဘောလို့ကျွန်တော်ကတော့ပြောချင်တယ်ဒီချယ်ဆီမှာဒီတာမန်ကစားသမားအနေနဲ့3ယောက်ရှိရယ်နက်တိုရယ်ဂစ်တန်ရယ်ကနာချိုရယ်ပေါ့နော်အဲ့3ယောက်လုံးကချယ်ဆီရဲ့ level ဆိုတာမျိုးမှာရှိမနေသေးဘူးလို့ကျွန်တော်ကတော့ဒီခံစားရတယ်ပေါ့နော်အဓိကတော့ဒီနွေရာသီမှာပြီးခဲ့တဲ့နွေရာသီမှာချယ်ဆီအနေနဲ့တာမန်ကစားသမားကောင်းတစ်ယောက်ကိုခေါ်ခဲ့တဲ့နဲ့မင်္ဂလာပါကိုရဲလင်းထောင်းရေမင်္ဂလာပါကိုကြီးရေဟုတ်ကဲ့ပါကျွန်တော်တို့ပေါ့နော်ဒီအာဆင်နယ်နဲ့ချက်စီတို့ရဲ့ပွဲစဉ်မှာတော့အာဆင်နယ်က2ဂိုးတကိုးနဲ့အနိုင်ယူခဲ့တယ်အာဆင်နယ်ကဒါအနိုင်ရဖို့ထိုက်တန်တဲ့ပွဲစဉ်လို့လည်းကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်အာဆင်နယ်ကစားသွားတာလည်းကောင်းပါတယ်အခုဆိုလို့ရှိရင်တော့ဒါ Premier League ပဲပေးစရာမှာအာဆင်နယ်ကဒါဥဆောင်နေတော့ပါပဲကျွန်တော်တို့စီစဉ်ကပေါ့နော်ဒီပွဲစဉ်အပေါ်ပေါ့နော်ဒါကိုရဲလင်းထွန်းရဲ့အမြင်လေးတွေပေါ့နော်စလိုက်ချင်ပါတယ်လို့ဆက်ပစ်ကပို့ပြီးတော့ကောင်းလဲပေါ့နော်အဲ့ပွဲမှာတော့အာဆင်နယ်ရဲ့ဆက်ပစ်ကတော့ပို့ပြီးတော့ကောင်းသွားတယ်လို့ကျွန်တော်ကတော့ဒီမြင်နေပေါ့နော်ဒီချယ်ဆီဘက်ကကြည့်မယ်ဆိုရင်အနောက်ကနေပြီးတော့ဒီဘောလုံးကင်ပြီးတော့ကစားတဲ့အပိုင်းမှာကလိုအပ်ချက်တွေရှိရလို့ကျွန်တော်ကတော့မြင်တယ်အဲ့လိုဖြစ်ကိုရမဆန်းချက်အနေနဲ့ပေါ့နော်တော်လေးကမှအမားတွေသူပေးမားတာတွေဘောလုံးပေးရတယ်မတိကြတာတွေမတိကြတာတွေများတာကိုကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီကာစစ်တန်းရဲ့လူထုတ်ပုံပေါ့ဒီပွဲမှာဒီမမာတိုဆာကိုသူပွဲထွက်ခိုင်းတာရူဆန်နီယာအနေနဲ့နည်းနည်းလောတယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီသားမကဒီဘောလုံးထွက်တဲ့ကစားသမားတွေမှာပါတယ်ကောင်းလားဆိုတော့မစိုးပါဘူးပေါ့နော်ဒါပေမဲ့လည်းသူ့ကိုပွဲထွက်ခိုင်းတဲ့ပွဲရအာဆင်နယ်နဲ့ပွဲဖြစ်နေတာကတော့ဒီကစားသမားကိုယ်တိုင်နဲ့နည်းနည်းရှိန်နေတဲ့ပုံစံမျိုးပေါ့နော်ပွဲချိန်တဲ့ပုံစံမျိုးလေးကိုကျွန်တော်မြင်ရတယ်ပြီးတော့သူ့ဘေးမှာကစားတာဒီဟတ်တိုဖြစ်နေတာပေါ့နော်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့အဲ့ဒီဘယ်ချမ်းအလုပ်လုပ်ပုံကချဲစီရဲ့ဘယ်ချမ်းအလုပ်လုပ်ပုံကတော်တော်လေးကမှအားတက်တွေများတယ်ဒီလိုအပ်ချက်တွေရှိတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ပြောရမယ်ဆိုရင်ဒီပွဲစဉ်မှာကူရဲလာရဲ့လိုအပ်ချက်ပေါ့နော်ကူရဲလာတာရှိမယ်ဆိုဘယ်လောက်ထိကောင်းမလဲဆိုတော့အနေထားတစ်ခုလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်ကျွန်တော်ကဒီလိုထင်တာပေါ့နော်ဒီဂတ်စတိုများကစားမလားအဲ့လိုမဟုတ်ဘဲနဲ့ဟတ်တိုပဲဒီရိုဇနီယာကဒီကစားခိုင်းတာကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်တိတ်ပြီးတော့အဆင်မပြေပါဘူးနောက်တစ်ခုကကျတော့ဒီချဲဆီရဲ့အားနည်းချက်လို့ပဲပြောရမလားဒီချဲဆီရဲ့တောင်ပန်ကစားသမားတွေကဒီချဲဆီ level အဆင့်တန်းတစ်ခုမရှိဘူးလို့ကျွန်တော်ကတော့ခံစားရတယ်ဗျသူတို့အနေနဲ့1v1မှာလည်းသူတို့ကမကြောနိုင်လို့အတင်းတော်လည်းလုံလောက်တဲ့လိုက်ကစားပေးတဲ့ပုံစံမျိုးပေါ့နော်အကျိုးရှိအောင်လိုက်ကစားပေးတာမျိုးလိုက်ရွေ့ပေးတာမျိုးလည်းတိတ်ပြီးတော့မရှိအောင်ကျွန်တော်တွေ့ရတယ်ဒီပွဲစဉ်မှာဆိုနက်တိုကတော်တော်လေးကမှအားနေတယ်သွားနေဆိုတော့သူ့အနေနဲ့အမားလည်းများတယ်ကစားပုံကတာမန်ထက်အောက်ရောက်နေတယ်ဆိုတဲ့အခြေအနေမျိုးမှာရှိတယ်ပေါ့နော်ချယ်ဆီမှာဒီတာမန်ကစားသမားအနေနဲ့3ယောက်ရှိရယ်နက်တိုရယ်ဂစ်တန်ရယ်ကနာချိုရယ်ပေါ့နော်အဲ့3ယောက်လုံးကချယ်ဆီရဲ့ level ဆိုတာမျိုးမှာရှိမနေသေးဘူးလို့ကျွန်တော်ကတော့ဒီခံစားရတယ်ပေါ့နော်အဓိကတော့ဒီနွေရာသီမှာပြီးခဲ့တဲ့နွေရာသီမှာချယ်ဆီအနေနဲ့တောင်ပန်ကစားသမားကောင်းတစ်ယောက်ကိုခေါ်ခဲ့တဲ့နဲ့အဲ့လိုဂီတန်နဲ့ကာနာချိုကိုခေါ်ခဲ့မဲ့စားပေါ့တောင်ပန်ကစားသမားကောင်းတစ်ယောက်လောက်ကိုကောင်းကောင်းလေးတစ်ယောက်ကိုခေါ်ခဲ့တင်တယ်လို့တော့ကျွန်တော်ကတော့ထင်တယ်အဲ့ဒီအကျိုးဆက်ကိုလည်းအခုချိန်မှာသူတို့ခံစားနေရတယ်လို့တော့ကျွန်တော်ကတော့ဒီမြင်ပါတယ်ပေါ့နော်ချက်စီဘက်ကနေကျွန်တော်ဆက်ပြီးတော့ပြောရမယ်ဆိုရင်ဒီအန်ဒရီဆန်တိုပေါ့နော်ခွင့်လယ်မှာဒီအန်ဒရီဆန်တိုနဲ့ကိုင်ဇက်တိုထိုင်လာမယ်ဆိုတာကတော့အခုတော်များများလည်းသိပြီးကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့ဒီပွဲစဉ်မှာအန်ဒရီဆန်တိုအနေနဲ့ဒီ light ပတ်စစ်လိုက်ပါပြီးတော့ကစားတဲ့အပိုင်းတွေဘောလုံးယူတဲ့အပိုင်းတွေမှာသူ့အနေနဲ့ဒီတိုင်မင်အောက်နေတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်သူမှတော့မဟုတ်ဘူးချယ်ဆီကစားသမားတွေအကုန်လုံးကတောင်ပန်းကနေအလဲကိုပြန်ပြီးချိုးပေးတဲ့အခါမှာဘောလုံးယူတဲ့အပိုင်းတွေမှာအဲ့လိုမျိုး slip ဖြစ်နေတာဒီအဲ့လိုမျိုးတိုင်မင်အောက်နေတာလေးဒီခဏခဏမြင်ရတယ်လိုချင်နေရနေပဲဒီအာဆင်နယ်ကိုဒီလိုမျိုးကောင်တာအတက်တွေ transition တွေပြန်ပြီးတော့ပေးရတာလို့ကျွန်တော်တို့ဒီမြင်ရတယ်ပေါ့နော်ချယ်ဆီနဲ့ပြောင်းပြန်အာဆင်နယ်ကကျတော့သူတို့ရဲ့ full back ကတော်လေးကောင်းတဲ့တဲမှာပါတယ်ကောင်းတဲ့တဲမှာတော့ပါတယ်ဥပဒေတင်ပါပေါ့နော်တင်ပါဘက်ကဆိုရင်ဒီစာကာနဲ့တင်ပါကချိတ်ဆက်တာကြီးလည်းကောင်းလို့တင်ပါပြေးထွက်တာတွေ overlap လုပ်ပေးတာတွေလည်းတော်လေးမှအဆင်ပြေတယ်ဒီချဲအာဆင်နယ်ရဲ့ဒီတောင်မတက်စစ်တွေကတော်လေးအသက်ဝင်တာကိုကျွန်တော်မြင်ရတယ်ပေါ့နော်ဘယ်ကျမ်းမှာလည်းဟန်ကာပိုင်းဒီသူ့ရဲ့ခံစစ်တောင်ပုံကိုလည်းအသက်နိုင်ဆုံးကစားသွားတာကျွန်တော်မြင်ရတယ်နက်တိုကိုလည်းလုံးဝအလုံးမပေးပဲကစားတော့တွေ့ရတယ်ပေါ့နော်အာဆင်နယ်နဲ့အဲ့လိုမျိုးဥဆောင်ကိုရပြီးတဲ့အခါမှာ Yogurt ကိုကောင်တာအတက်ပေါ့နော်ကောင်တာအတက်ရဲ့အဓိက target အနေနဲ့ထားပြီးစော့တယ်အဲ့လိုအခြေအနေမှာ Chelsea ဘက်က
ချာလိုဘက်ကတော်တော်လေးကောင်းတယ်ဗျဒီဘက်မှာချာလိုဘက်တော်တော်ကောင်းတယ်သူလိုက်နောက်တန်းမှာဆိုရင်သူတို့ကလုံးဝကို Lucy Jane နဲ့သူပေါ့နော်ထိန်းပြီးတော့ကစားသွားတယ်လို့တော့ပြောလို့ရတယ်ဒီဘက်မှာချာလိုဘက်တော်တော်လေးကောင်းတယ် Yogurt ကိုလည်း impact မထောက်အောင်ပေါ့နော်သူအများကြီးလွတ်သွားတော့လည်းကျွန်တော်တို့ဒီမြင်ရတယ်ပေါ့နော် overall အနေနဲ့ကျွန်တော်ပြန်ပြီးတော့ခြုံပြီးတော့ပြောရမယ်ဆိုရင်ဒီ Chelsea ကဒုတိယပိုင်းမှာပို့ပြီးတော့ကောင်းတယ်နောက်ပိုင်းမှာသူတို့အနေနဲ့ပုံစံတစ်ခုတည်လို့မရခဲ့ဘူးဒုတိယပိုင်းမှာသူတို့ရဲ့ဒီ defense shape ကအစပေါ့နော်အတင်းရဲ့အထိုင်ပုံစံကအစဒီအာဆင်နယ်ကစားသမားတွေကောင်းကောင်းလွတ်လွတ်လပ်တက်စစ်စင်လို့မရအောင်တားဆီးရဲ့ပိုင်းကစပေါ့နော်ကောင်းတာကျွန်တော်တို့မြင်ရတယ်အာဆင်နယ်ကကျတော့ပွဲကိုထိန်းတဲ့အပိုင်းမှာတော်တော်လေးကောင်းတယ်ဥဆောင်ကိုရပြီးသွားတဲ့အချိန်မှာပို့ပြီးတော့တိတာတယ်တယောက်ထော်သွားတဲ့အချိန်မှာတော့လုံးဝပွဲကပြတ်သွားတယ်အာဆင်နယ်လုံးဝပွဲကိုထိန်းသွားတဲ့ပုံစံလေးကတော်တော်လေးကိုမှကောင်းတယ်ဒီရိုဆန်နီယာအနေနဲ့ပေါ့နော်ဒီလက်နဲ့ကာနာချိုကိုစောစီလူသားလဲတင်တယ်လို့ကျွန်တော်မြင်တယ်အဲ့ကစားမနဲ့ကဝင်လာတဲ့အခါမှာ direct အသက်သွားတယ် pace တွေကိုတုံးတယ်အဲ့ power ကဒီချက်သေးသေးနေနဲ့တရေတမတ်လောက်ရမလို့နီးနီးပေါ့နော်အဲ့လောက်ထိကိုဖြစ်ခဲ့တဲ့အခြေအနေမျိုးမှာတော့ရှိခဲ့တယ်ဒါပေမဲ့လည်းသူနောက်ကျခဲ့တယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကတော့အဲ့လိုပဲထင်တယ်ဒီအာဆင်နယ်ပရိသတ်တွေအနေနဲ့ကတော့အရန်ခက်ခဲပါတယ်ဆိုတော့လန်ဒန်ဒါဘီပေါ့နော်တော်တော်များများကဒီလန်ဒန်ဒါဘီကိုစောင့်ကြည့်နေကြတာအာဆင်နယ်တင်းအမှတ်ရော့မလားဆိုတဲ့အခြေအနေမှာအာဆင်နယ်တင်းကအကောင်းဆုံးကြော်ဖြတ်ပြခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဘိုးမရာယာကလည်းသူကဘာဖြစ်လို့ရွှေလဲစုနဲ့ထိုက်တန်ဒါလဲဆိုတာကိုလည်းပြသသွားခဲ့တယ်လို့ကျွန်တော်တို့ထင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီပွဲအနေထားတွေကိုပြောမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်ကစားဝါတာကောင်းတယ်ဆိုပြီးကျွန်တော်စပြီးပြောနေတယ်စပါနဲ့ Chelsea ပေါ့နော်ဒီခက်မဲ့ထင်းတဲ့ပြိုင်ဘက်တွေစီကရမှတ်6မှတ်အပြည့်ယူတိုင်းနာကလည်းတကယ်ကောင်းတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ပေါ့ဗျာဒီ Bradford တို့ Wolves တို့နဲ့ပွဲမှာရမှတ်ဆုံးရှုံးခဲ့တာကကျွန်တော်တို့ဒီပေါ်တိတ်တောင်မှမတန်ဘူးပေါ့အဲ့ပွဲတွေမှာသာရမှတ်တွေသာကတော့ကောင်းမှုယူတိုင်းမယ်ဆိုလို့ရှိရင်အခုချိန်မှာ AAC တော့မှဖြစ်နေနိုင်တယ်ပေါ့လေနော်အဲ့တော့ဒီပွဲရဲ့အနေထားကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီဟောဘောနော်ပထမပိုင်းမှာဒီ Chelsea က Arsenal ကိုလုံးဝကိုမရှင်းနိုင်မရှင်းနိုင်တာမှလုံးဝကိုမရှင်းနိုင်တာပေါ့နော် Arsenal ရဲ့လှုပ်ရှင်သလိုလှုပ်တဲ့ပထမပိုင်းဖြစ်ခဲ့တယ်ပထမပိုင်းမှာကျွန်တော်အဓိကပြောချင်တာဒီပွဲမှာပေါ့နော်ကျွန်တော်ပြောချင်တာကတော့ Arsenal ရဲ့တောင်ပန်တိုက်စစ်တွေကောင်းတယ်ဆာကာကိုပို့ပြီးတော့ပြောချင်တယ်ဗျဆာကာတော်တော်ကောင်းတယ်လို့ကျွန်တော်ကတော့မြင်တယ်ဆာကာစပါးနဲ့ပွဲမှာလည်းကောင်းတယ်ဒီပွဲစမှာလည်းကောင်းတယ်ဆာကာပေါ့အရင်နဲ့မတူဘဲနဲ့ပိုကောင်းတဲ့ဆာကာကိုအခုနောက်ပိုင်းမှာကျွန်တော်တို့မြင်လာရတယ်အာဆင်နယ်ရဲ့တောင်ပန်တိုက်စစ်တွေဒီပွဲစမှာတော်တော်လေးကောင်းတယ်လို့ကျွန်တော်ပြောချင်တယ်ဒီလိုနဲ့အာဆင်နယ်ကပေါ့နော်ဒါဥဆောင်ကိုစပြီးတော့ရသွားတယ်အာဆင်နယ်ရဲ့ဒီဂိုးကလေဒီတောက်ကန်ဘောဂိုးကအဆင့်မြင့်တယ်လို့ကျွန်တော်ပြောချင်တယ်သူတို့ကဒီလိုမျိုးအကွက်နဲ့ဂိုးကိုသူတို့ကျင့်ထားတယ်ဆိုလို့ရှိရင်တော့တကယ်ပွဲချိန်အတွင်းမှာဒီအကွက်ကနေပြီးရအောင်ဂိုးယူသွားနိုင်တယ်ဆိုတာကတကယ်ကောင်းတယ်ဗျဘာဖြစ်လို့လဲဆိုတော့အာဆင်နယ်ဆိုတာနဲ့တောက်ကန်ဘောကနေဂိုးသွင်းမယ်ဆိုပြီးအားလုံးကသိနေကြပြီဒီလိုမျိုးတောက်ကန်ဘောကနေဂိုးသွင်းမယ်ဆိုတာကိုအားလုံးကသိနေတဲ့ရက်နဲ့ကိုဒီလိုမျိုးအာဆင်နယ်တောက်ကန်ဘောကနေဂိုးသွင်းတာတွေခံရတယ်ဆိုတော့အာဆင်နယ်ဟာတောက်ကန်ဘောမှာတော့တော်တော်ကောင်းတယ်လို့ပဲကျွန်တော်တို့ပြောပါပဲဒီပွဲစမှာဒီပေါ်တော့ proposal သွင်းသွားတဲ့တောက်ကန်ဘောသွင်းဖို့ဆိုလို့ရှိရင်လေကျွန်တော်ကကောင်းတယ်ကောင်းမွန်တဲ့သွင်းဖို့တခုလို့ကျွန်တော်မြင်တယ်ဒီလိုနဲ့ Chelsea ကလည်းခြေပါဖို့ပြန်ရသွားတယ် Chelsea ကလည်းခြေပါဖို့ပြန်ရသွားတဲ့အခါမှာတစ်ပတ်တကိုးစီဖြစ်သွားတာပေါ့နော်အဲ့တော့အခုနောက်ပိုင်းမှာတော့အသင်းတွေကတော်တော်များသိတာကတော့ Arsenal ကို Arsenal အကွက်နဲ့ပြန်လုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးလေးတော့အသင်းတွေကသိလာကြတယ်ဒီပွဲစမှာကိုရဲထုံးပြောသွားတာလေးကိုလည်းကျွန်တော်ပေါ့နော်ဒီဟာလေးပဲထပ်ပြီးတော့ပြောမှာပါဘယ်အသင်းကထောက်ကန်ဘောကန်တာပိုကောင်းလဲဆိုပြီးတော့ပြန်သွားတဲ့ပွဲစံပေါ့ဒါပေမဲ့ Chelsea ကလည်းနှိမ့်တော့မနှိမ့်ခဲ့ဘူးဗျ Chelsea ထောက်ကန်ဘောကန်တဲ့ဒီပွဲမှာတော်တော်လေးကောင်းတယ်ဒါပေမဲ့ Arsenal ကတော့ထောက်ကန်ဘောနဲ့သွင်းကိုနှစ်ကိုရခဲ့တယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာကျွန်တော်ကတော့နှစ်သင်းလုံးဒီပွဲမှာထောက်ကန်ဘောတွေကန်တဲ့အပိုင်းမှာလေနှစ်သင်းလုံးတော်တော်လေးကောင်းတယ်လို့ကျွန်တော်ကတော့မြင်တယ်ဒီပွဲမှာ Chelsea ဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေါ့နော်ဒီ Reece James ကိုတော့ဒါလုံးဝအတိအမှတ်ပြုရမယ်လို့ကျွန်တော်ကတော့ပြောချင်တယ် Reece James လို့ကစားသမားမျိုး Chelsea မှာရှိနေတာ Chelsea အသင်းအတွက်ကတော့ကံကောင်းမှုတစ်ခုပဲလို့ကျွန်တော်မြင်တယ်နောက်တစ်ခုနီးပြ Rosinha က Arsenal နဲ့3ပွဲကစားပြီးသွားပြီ3ပွဲလုံးရှုံးတယ်ဒီဟာကအသိတော့မကောင်းဘူးဗျကျွန်တော်ကဒီပွဲမှာပေါ့နော်အရှိနှစ်ပွဲနေတာကိုသူတွေနဲ့အကောင်းဆုံးချက်မိပြီးတော့ဒီပွဲမှာပို့ပြီးတော့ကောင်းကောင်းလုပ်ပြနိုင်ပြီလို့ထင်ခဲ့ပေမဲ့ဒီပွဲလဲရှုံးတယ်ပြောမယ်ဆိုလို့ရှိရင်တော့ Chelsea အသင်းရဲ့လက်ရှိကစားသမားအစုအဖွဲ့ကလေနည်းနည်းလေးမြန်တန်းတစ်ခုပြန်နည်းနည်းလေးမြန်ကျနေသလားလို့ကျွန်တော်တွေးမိတယ် Chelsea အသင်းရဲ့လူစင်းကအခုထက်ပို့ပြီးတော့တန်းပြင်းတဲ့ကစားသမားတွေလိုအပ်တယ်လို့ကျွန်တော်ကလည်းပြောချင်တယ်ပေါ့နော်ကျွန်တော်ပြောတဲ့ဘောတရားကတော့ဘယ်လိုပြောလဲဆိုတော့ upper time ပုံမှန်ခြေစွမ်းကိုအမြဲတမ်းပြသနေပြီးတော့တည်ငြိမ်တဲ့ခြေစွမ်းကိုအမြဲတမ်းရှိနေမယ်ကစားသမားမျိုးတွေ Chelsea မှာလိုပဲလို့ကျွန်တော်ပြောချင်တယ်။ Arsenal ကတော့ဒီပွဲစမှာဒီအရာရှိတယ် Arsenal ကစားသမားတွေအကုန်လုံးခြေစွမ်းတည်ငြိမ်တယ်သူကလည်းသူကောင်းတယ် Chelsea ကလည်းဒီဘက်မှာအားတင်ပြီးကစားတယ် Arsenal ကလည်းအားတင်ပြီးကစားတယ်မျိုးချင်းဒီမျိုးမှာတော့
ကျွန်တော်တို့ပေါ့နော်ဒီပေါ်ပြောမယ်ဆိုလို့ရှိရင်တီကန်ဘောတွေကနေပဲမိုးရအောင်အဓိကစူးစမ်းသွားတယ်ပေါ့ဒုတိယပိုင်းကျတော့ Chelsea ကတော်တော်ကောင်းသွားတယ်ပထမပိုင်းကလို့ပို့တော့ Arsenal ကစားရအရန်ခတ်သွားတဲ့အခါမှာ Arsenal ကသူတို့ရဲ့အရောက်လာတဲ့အခွင့်အရေးကိုပဲဒုတိယဂိုးဖြစ်ပြောင်းလဲခဲ့တယ်အဲ့ဒီသွင်းဂိုးမှာလည်းဒီသွင်းဂိုးပေါ့ဒီတင်ပါရဲ့သွင်းဂိုးအရန်ကိုအဆင့်မြင့်တယ်လို့ကျွန်တော်ပြောချင်တယ်ကျွန်တော်ပြောချင်တာကတော့ဒီနေ့ပွဲစဉ်မှာ Arsenal အသင်းရရှိသွားတဲ့တောက်ကန်ဘောနှစ်ဂိုးလုံးကအဆင့်အမြင့်တယ်ဗျဘလို့ပဲဖြောင်းလောင်ပေါ့ဗျာဒီတောက်ကန်ဘောကတော့ဘာအကွက်ညာအကွက်နဲ့ယူသွားတာဘာလို့ဘလို့ဖြောင်းလောင်ဒီတောက်ကန်ဘောနှစ်လုံးလုံးကလေတော်တော်ကောင်းတဲ့တောက်ကန်ဘောလို့ကျွန်တော်ကတော့ပြောချင်တယ်ဒီသွင်းဂိုးနှစ်ဂိုးလုံးကိုကျွန်တော်သဘောကျတယ်ပေါ့လေနော်နောက်တစ်ခုကတော့ကိုသမားရာရာပေါ့နော်ဒီကိုသမားရာရာရဲ့အကြောင်းလေးကိုလည်းကျွန်တော်တို့ပြောရမယ်ကိုသမားရာရာလေးကတော်တော်လေးကိုကောင်းပါတယ်ရာရာသာပေါ့နော်ဒီမကောင်းလို့ရှိရင်ကျွန်တော်တို့ဘိုးဖြစ်သွားနိုင်မယ်အခြေအနေမျိုးတွေလည်းရှိခဲ့တယ်နောက်တစ်ခုကကျတော့ဂါနာချိုတို့ဘာလို့လဲစောစီထည့်ခဲ့တဲ့အနေအထားမျိုးလည်းရှိခဲ့တယ်ဒီဘောစမှာကျွန်တော်တို့ပေါ့နော်ဒီ Chelsea ဘက်ကNeto ရဲ့အနီးကပ်ကလည်းထိတဲ့အနီးကပ်လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ခြုံပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်နှစ်သင်းလုံးကတော့အပြည့်အဝအားစိုက်ပြီးတော့ကစားခဲ့ကြတယ်နှစ်သင်းလုံးလည်းကောင်းတယ်နှစ်သင်းလုံးရဲ့တောင်းကန်ဘောကန်ချက်တွေကလည်းတော်တော်ကြီးကိုကောင်းခဲ့တယ်ဒါပေမဲ့ Arsenal ကတော့အဆင့်နှမ်းမြင့်တဲ့တောင်းကန်ဘောသွင်းဂိုးတစ်ခုကိုရှာဖွေနိုင်ခဲ့ပြီးတော့အနိုင်သုံးမှတ်ကိုယူရတယ်လို့ပဲကျွန်တော်ကတော့ပြောချင်တယ်ပြောရမယ်ဆိုလို့ရှိရင်တော့ Arsenal အသင်းရဲ့ကျော်နံပါတ်10နေရာပေါ့ဗျာဒီနံပါတ်10ရိုးကလိုအပ်ချက်တွေရှိနေတော့ဆိုတာကိုလည်းကျွန်တော်တို့ဒီပွဲမှာမြင်ရပါတယ်ပြောလို့ဆိုလို့ရှိရင်တော့အစကဒီနေရာမှာအမြဲတမ်းတော့မကောင်းနိုင်ဘူးတစ်ခါတလေတော့ပဲကောင်းနိုင်မှာဒီအရာကတော့နီးပြအာဒီတာထပ်ပြီးတော့အပြေရှာသွားရအောင်မဲ့နေရာတစ်ခုလိုပဲကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ပိုင်းကတော့ဒီလောက်ပါပဲပေါ့နော်ဒါ Arsenal ကတော့အကောင်းဆုံးကစားပြီးတော့နိုင်သွားတယ်ပဲကျွန်တော်ကတော့ပြောချင်တယ်ဒါကျွန်တော်တို့အချိန်တစ်ခုပေးပြီးတော့ဆွေးနွေးသုံးသပ်ပေးခဲ့တဲ့ကိုရင်းနှုတ်ကလည်းကျေးဇူးတင်ပါတယ်ကျေးဇူးပေးခဲ့ကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်ဒီပိုင်းကိုတော့ဒီနေရာမှာပဲရနာမယ်လို့ပြောချင်ပါတယ်ဗျာပြောတယ်မိုင်း